အားလုံးပဲမင်္ဂလာပါ Come with me to a thrift stores ဒီဘက်မှာဒိုလီကအဝတ်စားတွေပေါ့နော် thrift store မှာသွားရောက်မှာဖြစ်ပါတယ်ဆိုင်နာမည်လေးကတော့ Refresh လို့ခေါ်ပါတယ်ဒီဆိုင်လေးကိုဒိုလီသိတာ10နှစ်9နှစ်လောက်ရှိပြီပေါ့နော်ဟိုရင်းနေက online မှာတွေ့ပြီးတော့သဘောကျတယ်သူကအင်ဂျီတန်တန်လေးတွေဟိုမှဒီ free love item တွေပေါ့နော် brand နဲ့မှလည်းရတယ်ဒီနေ့ဒိုလီသွားရောက်မှာက2ထုပ်လောက်ရှိရပေါ့နော်declutter လုပ်ချင်တာလည်းပါတယ်ပြီးတော့ရှင်းချင်တာအကြောင်းလည်းပေါ့နော်ဝယ်စားတွေပုံမွေးဖြစ်တော့တဲ့ဟာတွေကိုသွားရောက်မှာဖြစ်ပါတယ်ဒီလိုမျိုးရောင်းတဲ့အကျိုးကျေးဇူးတွေကတော့ဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်မလိုအပ်တော့ပေမဲ့တခြားသူအတွက်ကသုံးဝင်တယ်တခြားသူကသဘောကျတယ်တခြားသူကလိုချင်တဲ့ဒီဇိုင်းမျိုးလိုချင်တဲ့ brand မျိုးဖြစ်နေတဲ့အခါမျိုးကြရင်ဘာပဲဖြစ်ဖြစ်သူ့အကျိုးကိုအကျိုးနှစ်ယောက်စလုံးအတွက်အကျုံးဝင်နေပေါ့နော်ကောင်းတယ်နောက်တစ်ခုကဒိုလီကိုယ်တိုင်လည်းဝတ်စားတွေအများကြီးမဝတ်ဖဲနဲ့ဒီတိုင်းဗီဒီယိုထဲမှာပုံအောပြီးထားတာထက်ဆိုင်လို့ရှိရင်ကိုဝတ်မဲ့ဟာလေးကိုပဲပုံမှန်လေးပဲထားခြင်းတဲ့အတွက်ကြောင့်ပေါ့နော်ဒီဆိုင်ကတော့အခုစုံကိုင်းဝမ်မှာရှိပါတယ်တခြား KL မှာနဲ့တခြားမြို့တွေမှာလည်းတခြား branch တွေအများကြီးရှိပါတယ်အခုဒိုလီသွားနေတဲ့ဆိုင်ကတော့စုံကိုင်းဝမ် plaza တစ်ထပ်မှာရှိပါတယ် first floor မှာပေါ့နော်တလောမှာရှိတယ်တလောကိုတက်သွားပြီးတာနဲ့အဲ့ဆိုင်ကိုတိုက်ရိုက်လမ်းလျှောက်သွားရုံပါပဲเนาะအရင်လည်းမဝေးပါဘူးပြီးရင်သူ့ဆိုင်ကဒီ corner ပေါ့เนาะနောက်ဆုံးမှာရှိတဲ့အတွက်ကြောင့်ရှားရတာလည်းလွယ်ပါတယ်ဆက်သွားလိုက်ပြီဆိုရင်ဒီလို refresh လို့ရေးထားတဲ့နေရာရောက်လို့ရှိရင်ဒီဆိုင်ရောက်ပါပြီเนาะဆိုင်ကကျယ်ကြီးပဲဟိုဘက်ဒီဘက်နှခမ်းတွဲဆက်ထားတာပေါ့နော်ဒီမှာကတော့ဝတ်စားတွေကအမျိုးသမီးဝတ်တွေပုံများပါတယ်အမျိုးသားဝတ်တွေတော့တိတ်မရှိဘူးပေါ့နော်အမျိုးသမီးဝတ်ကိုမှအပေါ်ကနေ top ပြီးရင် skirt ပေါင်းပြီးအများကြီးရှိပါတယ်အခုဒိုလီရောက်တာနဲ့ဘာရင်လောက်ရလဲဆိုတော့ QR code ကို scan ဖတ်ပြီးတော့ဒီ application ကို register လုပ်ရပါတယ်ဒိုလီရဲ့ information နာမည်တွေအသက်တွေဒီဆိုင်ကိုဘေးကနေတည်တယ်ဆိုတာရဲ့ပြီးရင်ဒီဆိုင်မှာဟိုမကြာခဏရောင်းဖြစ်လဲဆိုတာဒီဖြည့်ပြီးလို့ရှိရင်เนาะ submit လုပ်ပြီးတော့ကောင်တာမှာအထုပ်တွေအပ်ပြီးတော့သူတို့အသိပေးလိုက်ရင်ရပါပြီအဲ့ဒါဒီသူတို့ကတော့တနာရီအတွင်းပြန်လာပါလို့ပြောပါတယ်ပေါ့နော်တနာရီပြီးသွားရင်ပြန်လာပေါ့နော်ဆိုတော့အဲ့တနာရီအတွင်းမှာလှုပ်ရှားရှိတဲ့သူတွေကတခြားသွားစရာလာစရာသွားရင်လည်းရတယ်လို့ဒိုလီအတွက်ကတော့ဒီဆိုင်ထဲမှာပဲပြန်ပြီးတော့ကိုလိုချင်တာလေးရှိရင်ကိုလိုအပ်တာလေးရှိရင်ဝယ်လို့ရအောင်လက်ကြည့်တယ်ပေါ့နော်ဆိုင်မှာကတော့ price range တွေကဒိုလီစသည့်တဲ့အချိန်တော့ဆိုရင်သူကလေ6ချက်ကနေပဲစတာဒါပေမဲ့အခုနောက်ပိုင်းဈေးတွေပြောင်းလဲနှစ်တွေကြာလာတဲ့နေ့မြ15ချက်ကနေစတယ်ပေါ့နော်15ချက်20နှစ်ထည်ကိုနှစ်ထည်ယူလို့ရှိရင်20အဲ့လိုမျိုးပေါ့နော်တစ်ထည်ပဲယူမယ်ဆိုရင်15ချက်အဲ့လိုမျိုးအတန်းလည်းရှိတယ်နောက်အတန်းကျတော့တစ်ထည်ကို25ချက်35ချက်ဆိုပြီးတော့အဲ့လိုမျိုးဈေးအဆအဆရှိပါတယ်ပေါ့နော်ဒီ25ချက်35ချက်အတန်းမှာတော့ brand တွေပါတယ်နောက်တစ်ခုကပြီးတော့ design လာလေးတွေလည်းမျိုးစုံပါတယ်ပေါ့နော်ဒီမှာဆိုရင် Dolly Tree ရဲ့ dress လေးတွေအရန်လာတယ်သဘောကျတယ်ပေါ့နော်ဒီဟာလေးဆိုပေါ့ပပလည်းရှိတယ်ဒီလိုဒီတစ်ခုလေးဆိုလဲသူက jacket လိုပုံစံမျိုးလေးပေါ့နော်ဒီ jumper လေးလည်း Dolly ကြိုက်တဲ့ design တွေရပြီဒါပေမဲ့ဒီတစ်ခေါက်တော့လေဒိုလီကသွားရောင်းဖို့ပဲသွားတာဝယ်ဖို့အတွက်အစီအစဉ်မရှိတဲ့ခါကျတော့မဝယ်ခဲ့လိုက်ဘူးနောက်ပြီးတော့ဒီမှာဆိုရင် sweater လေးတွေပေါ့နော်အခုဒီလို sweater လေးတွေသဘောကျနေတော့ရှာကြည့်တာမစိုးဘူးကောင်းတာလေးတွေအများကြီးထွက်လာတယ်ပေါ့နော်ဒီဟာလေးဆိုလဲအစင်းရောင်လေးကြည့်လို့လာတယ်အမျိုးသားတွေအတွက်ကခုနဒိုလီပြောသလိုပဲအရန် limited ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ branded item တွေများတယ်branded item တွေလည်းဟိုမှာ shirt အင်ဂျီနဲ့ t-shirt ပဲရှိပါတယ်ဒီခုနကပြောတဲ့ dress တွေtop တွေနဲ့ဘောင်းမီတွေအပြင်ပေါ့နော်ဒီလိုမျိုးအမျိုးသမီးတွေအတွက်က sport item တွေလည်းရှိပါတယ်ဒိုလီရဲ့ဒီ sport pants တစ်ထည်ဆိုလို့ရှိရင်ဒီဆိုင်ရပဲဝယ်ထားတာပေါ့နော်အရန်ဝတ်လို့ကောင်းတယ် hiking သွားတော့ရော rock climbing သွားတော့ရောအဲ့ဒီဘောင်းမီပဲဝတ်သွားတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကသူတို့ဆိုင်မှာက5ချက်တန်ပုံးတွေလည်းရှိပါတယ်ဒီပုံးမှာကိုကရွေးချင်တယ်ဆိုလည်းရတယ်နောက်ပြီးတော့အိတ်တွေကိုဝယ်ရောင်းလည်းလုပ်လို့ရပါတယ်အများစုကတော့သူတို့ခုလက်ရှိမှာ branded တွေလည်းဝယ်နေပါတယ်ဒီမှာလည်းအများကြီးပေါ့နော် dress တွေဆိုတော့အချိန်ကလည်းဒိုလီ6ကြည့်ပြီးတာတော့မှအချိန်ကလည်းရှိသေးတယ်ဆိုတော့ခု LG မှာရှိတဲ့တငယ်ချင်းပေါ့နော်သူဆိုင်မှာသူကအဲ့ဆိုင်မှာလှုပ်နေဆိုတော့သူစီသွားလည်ရင်းနဲ့ခေါင်းလျှော်ပြီး treatment လုပ်ခဲ့ပါတယ်အခုခေါင်းလဲလျှော်ပြီးပြီ treatment လည်းလုပ်ပြီးပြီဆိုတော့ဆိုင်မှာပစ္စည်းတော့ပြန်ပြီးတော့ဘယ်လောက်ရလဲဆိုတာတော့ပြန်ကြည့်မှာဖြစ်ပါတယ်
donate please. And I just only want back my recycle bag. ချင်းတို့ပေးရပါတယ်ဒီ program ကလေသူတို့ကတစ်လမှတစ်ခါပဲဖွင့်တဲ့အတွက်ကြောင့်ဒိုလီလိုပဲလာရောက်နေသူတွေလည်းအများကြီးပေါ့နော်အဲ့အတွက်ကြောင့်ခဏတော့စောင့်ပေးရပါတယ်ဒီမှာဒိုလီစုစုပေါင်း36ကျရပါတယ်ဒိုလီရောင်းတဲ့ item တွေက12ခုကိုသူတို့ယူပါတယ်ကျန်တဲ့ဥစ္စာတွေတော့သူတို့ကမယူဘူးပယ်တဲ့အတွက်ကြောင့်တင်ပြန်ယူသွားမလား donation လုပ်မလားလို့နေပါတယ်ဒိုလီကတော့ကိုယ်လည်းမလိုတဲ့အတွက်ကြောင့် donation ပဲလုပ်ခဲ့လိုက်ပါတယ်သွားချင်တဲ့သူတွေရှိရင်လည်းအဲ့ဆိုင်တွေမှာသွားဝယ်လို့ရတယ်เนาะနောက်မှပြန်တွေ့မယ်